အခုကစပြီးတော့ကျမကticket နဲ့သက်ဆိုင်နေပေါ့နော်အခုကျမရောင်းတဲ့ချိန်မှာတွေ့ကြုံရတဲ့အချက်လက်တချို့ကိုလူအများသတိပြုဖို့အတွက်ပြောပြပေးပါမယ်ရှင်ကျမရဲ့တငယ်ချင်းတယောက်ကမေးတယ်ပေါ့နော်သူကနိုင်ငံခြားသွားဖို့လက်မှတ်ဝယ်ထားပြီးပြီဒါပေမဲ့သူ့ရဲ့တခြားကိစ္စပေါ်လာတာကြောင့်သူသွားမဲ့ရက်ကိုသူအဆင်မပြေဘူးရက်ကိုချိန်ကျင်နေပေါ့နော်ဆိုတော့ပြောတယ်ရက်ချိန်ကျင်နေပြီးတော့သူရက်ချိန်မှုအတွက်သူပတ်စံအများကြီးထပ်ပေးရမှာလားပေါ့နော်ကျမကိုလမ်းမိတိုင်မိတယ်ကျမကကြတော့သူ့ကိုရှင်းပြလိုက်တယ်ပေါ့နော်လင်းလက်မှတ်ဆိုတာသူကရက်ချိန်လို့ရတဲ့လက်မှတ်ရှိတယ်ရက်ချိန်လို့မရတဲ့လက်မှတ်ရှိတယ်တချို့ promotion ရလို့ဝယ်ထားတဲ့တချို့လက်မှတ်တော်များများလင်းလက်မှတ်ကရက်ချိန်လို့မရဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ရောင်းတဲ့လူကလည်းတစ်ခါတည်းကဝယ်သူကိုပြောထားရမယ်ဒီလက်မှတ်က promotion နဲ့ရတယ်ရက်ချိန်လို့မရဘူးဆိုတာကိုဝယ်သူပြောရမယ်တာဝန်ရှိတယ်ပေါ့နော်ရောင်းတဲ့လူကလည်းအဲ့တော့ပေါ့တကယ်လို့ရက်ချိန်လို့ကိုယ်လက်မှတ်ကရက်ချိန်လို့ရတဲ့အမျိုးအစားဆိုရင်တော့ရက်ချိန်ကနဲ့သူက class ချိန်ကဆိုပြီး2မျိုးထပ်ပေါင်းပေးတယ်class ချိန်ရက်ချိန်ကကတော့ဟုတ်တယ်ရက်ချိန်က class ချိန်ကဘာဖြစ်လို့ပေးရတာလဲပေါ့နော်ကလတ်ချင်းကဆိုတာကကျမတို့ပေါ့နော်ကျမလည်းဒီလက်မှတ်ကိုမလုပ်ခင်အရင်ပုံမှန်ခီးသွားတယောက်အနေနဲ့ကောနောက်လူအများစုကရောပုံမှန်အဖြစ်လင်းရင်မှာဆိုရင် business class တို့ economy class တို့လောက်ပဲရှိတယ်ထင်တာပေါ့နော်ဒါပေမဲ့တကယ်ကျမထက်ဝင်ဒီလုပ်ငန်းကိုလုပ်တယ်လေ့လာတဲ့အခါမှာကြတော့သူက economy မှာတော့ class တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပုံမှန်အဖြစ်လူဝင်းပေါ့နော်မြင်လွယ်အောင်ပြောမယ်ဆိုကျမတို့ထိုင်ကုန်ပေါ့နော်အရှိတန်းမှာထိုင်တာနောက်တန်းမှာထိုင်လာအဲ့လိုမျိုးကွဲတယ်လို့မျိုးလင်းလက်မှတ်မှာလည်းသူက economy class မှာဆေးတွေထပ်ခွဲထားတယ်ပေါ့နော်အဲ့လိုမျိုးရှိရဲအဲ့တော့ကိုကကြတော့ကိုချိန်လိုက်တဲ့ရက်မှာကကိုရဲ့ class ပေါ့နော်အတူတူမရဘဲနဲ့ class အမြင့်က economy မှာ class အမြင့်ကခုံမဲရမယ်ဆိုရင်အဲ့ class နှစ်ခုရဲ့ကွာဟာတဲ့ဈေးကိုပါကိုကထပ်ဝယ်မှရမယ်ဟုတ်ခုံယူမှာဘူးအဲ့တော့ထပ်ဝယ်ရမယ်ဆိုတော့အဲ့ class ကွာဟာတဲ့ကရောရက်ချင်းကကောနှစ်ခုထပ်ပေးရမယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကဘာလဲဆိုခီးသွားရသည်များတဲ့ရက်ဆိုရင်ကိုချင်းလိုက်တဲ့ရက်မှာလည်းခုံဝကြံအောင်မှရမှာခုံမကြံရင်မရဘူးရက်ချင်းလို့ရတဲ့လက်မှတ်ဖြစ်ပေမဲ့ကိုသွားတဲ့ရက်မှာထိုင်ကုန်ကြံမှရမယ်ထိုင်ကုန်မကြံရင်မရဘူးပေါ့နော်အဲ့လိုမျိုးရှိပါတယ်ရှင်နောက်ပြီးတော့တချို့လက်မှတ်ရှိတယ်တချို့လက်မှတ်ကဘာလဲဆိုတော့သူကအစဝယ်တဲ့ဟိုကဒီလက်မှတ်ကသူတို့သတ်မှတ်တဲ့ဘယ်ရက်ကနေဘယ်ရွက်ထင်ကြိုက်တဲ့ရက်ကိုချိန်လို့ရတယ်ဆိုပြီးတော့ဝယ်တာမျိုးရှိတယ်အဲ့လက်မှတ်ကြတော့ပုံမှန်လက်မှတ်ထက်ဈေးပို့ပြီးတော့ဝယ်ရတယ်ပေါ့နော်အဲ့ခါအဲ့လိုလက်မှတ်မျိုးဆိုရင်တော့သူသတ်မှတ်တဲ့ရက်အတွင်းချိန်နော်ရက်ချိန်ကမပေးရဘူးပုံမှန်အပြင်အဲ့လိုလက်မှတ်ကိုဘယ်လိုတွေဝယ်ကြလဲဆိုတော့တချို့တွေကမြန်မာပြည်မှာပေါ့နော်ကိုမိမကလေးမိဖွားမှာဒီရက်အတွင်းဒါပေမဲ့ဘယ်ရက်ဖွားမလဲမသိဘူးသူကလည်းအဲ့ဖွားမယ်ဆိုတော့မှသူကလည်းပြန်လာခြင်းတယ်ပေါ့နော်ခွင့်အများကြီးရအောင်လို့ပေါ့နောက်ပိုင်းကိုနေပေးခြင်းလို့ပေါ့ခွင့်အများကြီးရအောင်လို့အဲ့လိုပေါ့နိုင်ငံခြားသူအမျိုးသားတွေကြတော့အဲ့လိုမျိုးလက်မှတ်ကိုဝယ်တယ်ဒီဘက်ကမိမဘိုင်းနာပြီးဆိုတာနဲ့ဖုန်းဆက်လိုက်တာနဲ့သူဝယ်ထားတဲ့လက်မှတ်ကိုအဲ့ရက်ကိုကောက်ချိန်လိုက်ပြီးတော့ပြန်လာတာမျိုးပေါ့နော်ဒါပေမဲ့ခုံလဲရှိမှာပေါ့ခုနကပြောသလိုပြန်လာတာမျိုးပေါ့အဲ့လိုလက်မှတ်မျိုးစားလည်းရှိတယ်အဲ့လိုကြတော့ခုနကလိုအခြေအနေရှိတဲ့သူတွေပဲဝယ်ကြတယ်ပေါ့ဈေးကပို့ပေးရတယ်ပုံမှန်တဲ့ဈေးအများကြီးပို့ပေးရတယ်ပေါ့နော်အဲ့တော့ဒီလက်မှတ်တွေမှာလက်မှတ်ဆိုတာကပုံမှန်ဘတ်စကားလက်မှတ်နဲ့မတူဘူးပေါ့နော်ပေါ်လက်မှတ်မှာကြတော့စီကန်းနေအများကြီးရှိတယ်ပေါ့နော်အဲ့တော့လက်မှတ်ကိုဝယ်လိုက်ပြီဆိုတော့အဲ့လက်မှတ်တိုင်းမှာသူနဲ့ပတ်သက်တဲ့ terms and condition တွေပါလာပြီးသားပေါ့နော်ပုံမှန်အပြင်တော့ကျမတို့လက်မှတ်ရောင်းတဲ့လူတွေကလက်မှတ်ဝယ်ပြီးဆိုတာနဲ့ဝယ်သူကိုသူဝယ်လိုက်တဲ့လက်မှတ်နဲ့ပတ်သက်တဲ့ပြီးတော့ terms and condition တွေကိုတခါတည်းကျမတို့ပြောပြပေးတယ်ရှင်းလင်းပေးတယ်ပေါ့နော်အဲ့တော့ဝယ်သူကလည်းဒါအောင် knowledge ရှိထားတဲ့နဲ့တကယ်လို့ရောင်းတဲ့သူကမပြောဘူးဆိုတော့ဝယ်သူကကိုယ့်ရဲ့လက်မှတ်အကြောင်းကိုမှမေးရမယ့်တာဝန်ရှိတယ်အဲ့တော့မှကိစ္စတစ်ခုခုကြုံလာတဲ့ခါမျိုးကြရင်ရောင်းသူနဲ့ဝယ်သူရဲ့အကြောင်းမှာပေါ့နော်ပြန်ပြီးတော့ဆွေးနွေးလို့အဆင်ပြေကြမှာပါအဲ့တော့ပုံမှန်အဖြစ်လက်မှတ်ရဲ့ terms and condition တွေကပါလဲပေါ့နော်အမှန်တကယ်တော့သူကကြတော့အများကြီးပေါ့နော်ရှိတယ်အချက်လက်တွေကအများကြီးပဲဒါပေမဲ့ဒီလိုပေါ့လူအများနားလည်လွယ်အောင်ပြောမယ်ဆိုရင်တော့ပုံမှန်အဖြစ်လက်မှတ်ဆိုရင်သူတို့က date change ကြတယ် name change ကြတယ်ပေါ့နော်နောက်ပြီးတော့ refund ပြန်ထုတ်ကြတယ်နောက် bucket allowance ဘယ်လောက်ရလဲပေါ့နော်ဒါကတော့လူအများစုအသုံးပြုတဲ့ဟာပေါ့နော်တခြားအများကြီးတော့ရှိပါသေးတယ်နောက်ပြီးတော့ဒီလက်မှတ်နဲ့အဆင်ပြေမှုတစ်ခုခုကြုံလာတဲ့ခါကြတော့ခုနကလိုပေါ့ကျမတငယ်ချင်းကကျမစီမလာပြီးတော့မေးတာပေါ့နော်ဒါပေမဲ့သူ
သူကလည်းမျောလင်းချက်တော့ရှိမှာပေါ့နော်ကျမများလုပ်ပေးလို့ရမလားပေါ့နော်ဆိုပြီးတော့ဆိုတော့အဲ့လိုမျိုးကပြဿနာတော်တော်များများကြုံတွေ့ရတယ်ဝယ်တဲ့သူစီကတယောက်ကဝယ်လာတယ်ပြီးသွားတဲ့အခါကျတခုခုအစင်မပြေတော့သူလည်းတခြားသိတဲ့လူတွေရှိကိုလည်းလက်မှတ်ရောင်းတဲ့လူရှိအကူကြီးတောင်းကြည့်တယ်ပေါ့နော်အဲ့တော့လက်မှတ်ရောင်းတဲ့ကုမ္ပဏီကြီးတွေကိုလည်းတွားပြီးတော့အကူအညီတောင်းတတ်ကြတယ်ပေါ့ဒါပေမဲ့ကျမတို့တွေကအကူအညီပေးလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့လင်းလက်မှတ်ရဲ့စီကံဟိုတွေကသူကဘာလဲဆိုတော့အဲ့လက်မှတ်ကိုထုတ်တဲ့ရောင်းတဲ့သူကပဲဒီလက်မှတ်နဲ့ပတ်သက်တဲ့ processing တွေကိစ္စအဝဝကိုဆက်ပြီးတော့ဆောင်ရွက်လို့ရတာမဟုတ်လို့ပေါ့နော်ကျမတို့မှာအဲ့ဒီ authorize မရှိဘူးကျမတို့ရောင်းပေးတဲ့လက်မှတ်ကိုပဲကျမတို့ကဆက်ပြီးတော့ processing ကိုဆက်ပြီးလှုပ်ဆောင်ပေးခွင့်ရှိတယ်ပေါ့နော်အဲ့တော့လက်မှတ် issue ထုတ်တဲ့ရောင်းတဲ့သူကပဲအဲ့လက်မှတ်နဲ့ပတ်သက်တဲ့ပေါ့နော်ကိစ္စအဝဝကိုဆက်လက်ပြီးဆောင်ရွက်ခွင့်ရှိလို့မို့လို့ပါတကယ်တမ်းတော့ကျမတို့တွေကမကူညီချင်လို့မဟုတ်ပါဘူးရှင်အဲ့တော့ဒီဟာလေးကိုပေါ့နော်လူများသိအောင် knowledge sharing လုပ်ပေးတယ်ပေါ့နော်နောက်ကကိုလင်းလက်မှတ်ဝယ်ရင်လည်းဒီအချက်လက်လေးတွေကိုသတိထားပြီးဝယ်စီချင်ပါတယ်ရှင်ကျမကိုယ်တိုင်လည်းလီလက်မှတ်ရောင်းပါတယ်ပေါ့နော်တကယ်လို့အခုကျမကကြတော့ဗာလေးလုပ်လဲဆိုတော့ဒီကားလက်မှတ်ကောလီလက်မှတ်ကောနောက်ဗီဇာဝင်ဆောင်မှုဟိုတယ်ဝင်ဆောင်မှုခရီးသွားအာမခံနဲ့ arrival form ပေါ့နော် arrival form တွေလည်းဖြည့်ပေးပါတယ်လိုအပ်လို့ရှိရင်ကျမရှိမှလည်းလာပြီးတော့ဆက်သွဲစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်